Hello မင်္ဂလာခင်ဗျကျွန်တော် channel မှာပြန်လည်ကြိုလိုက်ပါဗျာဒီနေ့မှာတော့အတဲကနေစိန်ပြောင်းတာတကယ်ရလားမရလားဆိုတော့ကျွန်တော်တဆန်းပြတော့ပဲဖြစ်ပါခင်ဗျဗီဒီယိုလေးမစခင်မှာလဲကျွန်တော်အကောက်လေးကိုဇက်ထွားလေးနှိပ်ပြီးခဲ့ဘူးပူညီပေးကိုလည်းတောင်းဆိုချင်ပါတယ်ဗျအခုဗရာတော့ဗီဒီယိုလေးတဲရတော့ဟိုပုံမှန်ရတယ်ကျွန်တော်တည်မလားခိုင်းပထမတစ်ခါဟိုကျွန်တော်ယူနေပုံမှန်ရတယ်အခုကျွန်တော်အတဲခု90နဲ့9ခုလောက်မရှိတယ်ဗျာကျွန်တော်လက်ဆက်မဲ့ဟိုဗရာတော့ဆက်မဲ့ဆိုရင်တော့ဗရာဟိုလိုဆန်းတော့သူကကျတော့မြန်မာအချင်းချင်းပဲဆန်းအဲ့ဒါတော်တော်လေးမိုက်တယ်ဘာလို့လဲဆိုတော့မြန်မာကောင်းမလေးအတဲပြီးရင်တည်မလားဘာညာတက်လက်ကကွာလေးစေးတဲ့ထိုးလို့ရတယ်ဖုန်းနဲ့ကြောင်ရတယ်ရှစ်ရှိုးလိုက်တော့တကယ်ရမရဆိုတာကျွန်တော်တော့ဒီမှာစမ်းပြတော့တာပဲဖြစ်ပါတယ်ဗျဒီဟာကကြတော့ကျွန်တော်တကယ်ရလားမရလားဆိုအခုဗီဒီယိုတော့အဆုံးနေကြည့်လိုက်တော့ဗျာဒီရဲ့အမစကီတော်တော်လေးကျန်းတယ်လို့ပြောလိုက်ရကျွန်တော်ဟိုအဲ့ဒီစကီလေးကျင်နေကျွန်တော် light လေးတော့ပေးလိုက်မယ်အသေးလေးတော့ပေးလိုက်မယ်စော်လေးဆိုဒီမှာဖုန်းတော့ကြောင်လိုက်မယ်တဲလေးပြီးမှစကီးလေးတော့ရှိုးလိုက်မယ်တူရဘောင်းကိုင်းတာလည်းတော့ငါမသိဘူးမြန်မာတယောက်တည်းတော့နေတန်ကိုင်းတာနာတန်ကိုင်းတာဟိုမလို့မသိဘူးဗျာတို့တစ်ချက်လေးခဏလေးစောင့်ပေးလိုက်ပါဗျာဒါကြီးကနည်းနည်းလေးကြာတယ်တကယ်ရလားမရလားဆိုတော့ဗျာတို့ဗီဒီယိုတော့ဆုံးနေကြည့်လိုက်တော့ဗျာကျွန်တော်ဟိုလောက်ပြအောင်ပါကျွန်တော်ပြအောင်ပါဗျာတို့ဟိုဒိုင်မွန် UC ပါဝယ်ကြီးကျွန်တော်ရဲ့အကောင့်ထဲမှာလာဝယ်ဟိုကျွန်တော်ကောင်းမို့ကျွန်တော်ရဲ့တငယ်ချင်းဖွင့်တာလာဝယ်လို့ရပဲဖြစ်ပါတယ်နော်ဗျာတို့ UC ဖြစ်ဖြစ်ဒိုင်မွန်ဖြစ်ဖြစ်ဗျာတို့ကြိုက်တဲ့ဝယ်လို့ရအဆင်ပြေဟိုဈေးရှုနဲ့လည်းရောင်းပေးတယ်အခုကျွန်တော်အခုစမ်းပြတော့မှာဖြစ်ပါခင်ဗျဟိုဘေးနားမှာအတဲဟုတ်တယ်ဒီဘက်မှာအတဲရှိရအတဲကိုပေးရနေမှာခဏကျွန်တော်ပေးကြည့်လိုက်မှာကွာနှစ်ခုတော့ပေးကြည့်လိုက်မှာစမ်းပေးကြည့်လိုက်မှာကွာကျွန်တော်မှာအတဲအခုက52ခုရှိဗျာကျွန်တော်အခုအတဲတွေအကုန်ပေးလိုက်မှာကွာအခုအတဲ52ခုဆိုဒိုင်မွန်52ခုရမှာပဲအိုမိုက်တယ်ဟာကိုရာဘိုက်ကွာအတဲကနေစိတ်ပြောင်းလာတာတော်တော်လေးမိုက်တာပါရောအိုးကျွန်တော်အကုန်ပေးပြီဗျာကျွန်တော်အတဲစိတ်90ရမှာဆိုကျွန်တော်စိတ်90ကျော်တစ်ခါမှမရဘူးကျွန်တော်အပန်းစားပါပဲရဘူးဆိုဒီလိုစားပါမရဘူးမိုက်တော့မိုက်တယ်ခေါ်တော့ခေါ်ရတော်တော်လေးမိုက်တယ်ပြောလို့ရတယ်အတဲကကျွန်တော်အခု3နှစ်1မှာကုန်အတဲကတော့ကုန်သွားပြီဖြစ်ပါခင်ဗျတကယ်ရလားမရလားကျွန်တော်အခုထွက်ပြီးတော့ဆန်းပြမှာဖြစ်ပါခင်ဗျနေပါစာလေးပါလေးပို့လိုက်အောင်ဖုန်းနှောင်းကြောင်နေမှာဖုန်းကြောင်ကောင်းမှာမကြောင်တော့ကွာထွက်လိုက်တော့မယ်ထွက်ပြီးသွားတဲ့ခါကျရင်တကယ်ရလားမရလားကျွန်တော်ကြည့်လိုက်မယ်လေကဲရလားမရတော့ကြည်လိုက်မယ်လေတကယ်ရလားမရတော့ကြည်လိုက်မယ်လေရှစ်ရှိုးလိုက်မယ်နော်အော်အတဲဟိုဒိုင်မွန်ကတကယ်မရောက်ဘူးဖြစ်ပါခင်ဗျာတို့ဒိုင်မွန်ကကျွန်တော်တကကြီးပါဒါတကယ်မလုပ်ပါနဲ့တကယ်ကြီးပါအခုကျွန်တော်တကယ်ရတယ်ဒိုင်မွန်ရတယ်ကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်ခင်ဗျာဒီမှာကြည့်လိုက်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ဗျာဒီရဲ့မှာ M ဆိုတဲ့ကက်လေးอ่ะ M ဆိုတဲ့ကက်8ကက်ဆိုတာသူက9ကက်ကိုဒိုင်မွန်တစ်လုံးရတယ်တော့ဗျာတကယ်ဟုတ်မဟုတ်ဆိုကျွန်တော်ဒါတကယ်အစ်စ်ရပါဗျာဒါတကယ်ဟုတ်မဟုတ်ဆိုကျွန်တော်ဆမ်းပြပါမယ်ဗျာရှိခုဆန်းကြီးပဲရှိခုကဆန်းလို့မရဟုတ်တယ်ရှိခုကဆန်းလို့မရရှိခုဆန်းလို့မရကျွန်တော်9ခုဆန်းကြည့်တယ်ဗျာတော့9ပြားတော့ဒိုင်မွန်တစ်လုံးရတယ်ကျွန်တော်ဒါကျတော့သူကဒါတွေကိုကျတော့ဗမာယူရလဲဆိုတော့ဟိုမှာယူရလားကျွန်တော်လိုက်နေတဲ့ခါကျရင်တော့အတဲလေးပြီးရင်အကောင်လေးရတယ်ဗျာမဘယ်တော့တကယ်ရတာပါဗျာဒါတကယ်ရတဲ့ဟာပဲဖြစ်ပါခင်ဗျာဒါလို့ဆိုဘရာတော့အားလုံးတိသွားပြီလေဖြစ်ပါခင်ဗျာဗီဒီယိုလေးစိတ်ဝင်စားရင်လည်းကျွန်တော်အကောင့်လေးကို subscribe လေးဖြစ်ကူညီပေးကြလို့ရတော့ဗျာဗီဒီယိုလေးကဒီလောက်ပါပဲဗျာအားလုံးဘိုင်း